နေရတော့လေတို့အလောက်ကလာစားထွေရပေါ့နော်ပုံမှန်ဆိုရင်တော့25ရက်နေထုတ်တာပါဒါပေမဲ့ဒီနေ့ကဒီတစ်ပတ်ဒီလပေါ့နော်စနေတနင်္ဂနွေခံသွားတဲ့အတွက်ကြောင့်ဖျက်နေတဲ့တစ်ပတ်ကစနေတနင်္ဂနွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့စောပြီးထုတ်ပေးတာပါနေရမှာပိတ်ရဖြစ်တဲ့အတွက်ကြောင့်မလို့ကွက်တိဖြစ်သွားရပေါ့နော်ဒီနေ့တော့အိမ်တို့ပတ်ဆက်လွှဲမှာပါဒီလကတော့အင်းအများကြီးပေးရဖြစ်တဲ့ကြောင့်ဒီလကတော့ရေနဲ့ထမင်းနဲ့ပါပဲဒီကဒီလကပိတ်ရစတိုင်9ရက်ပိတ်ရရပါပေါ့နော်နေ့ကတော့နောက်ဆုံးရက်ပါအရင်နေ့တွေတော့ခြာတော့တငယ်ချင်းတွေနဲ့ရှောက်ပြီးတော့တွားလေပေါ့နော်ပြန်ရောက်တာလေတနည်းခွဲကျော်တွားပြီးဆိုတဲ့ကြောင့်မလို့တိတ်ပြီးတော့မလေးဖြစ်ပါဘူးလေကအလုပ်ထဲအလုပ်နဲ့အိမ်ပေါ့နော်အိမ်ထဲမှာပဲနေရများပါတယ်ပိတ်ရဆိုလို့ရှိရင်တိတ်ပြီးတော့မလေးဖြစ်ဘူးအဲဒါကြောင့်မလို့ပိတ်ရချေယူပြီးတော့တငယ်ချင်းတွေနဲ့ရှောက်တော့ဖြစ်ပါတယ်နေပဲလေတို့ဘန်သွားတဲ့အခါမှာနေလဲကြုံတာနဲ့ရှမမူရာဝင်လိုက်ပါတယ်ရှမမူရာအရင်ဈေးချိုရယ်ဒီအေးလေးစတော်ကိုကြိုက်ပါတယ်ရန်900ပဲရှိရပေါ့နော်တော်တော်လေးလှတယ်အတာထွက်လာပြင်သွားခြင်းတဲ့သူတွေအတွက်တော့အဆင်ပြေပေါ့နော်ငင်းလူကြီးမဆန်ပါဘူးမမနာကြောင့်တော်တော်လေးကိုဆေးရှူပါတယ်။ဒီကဝစ်စားရဆိုလို့ရှိရင်တော့အများကြီးတော့မဝယ်ဖြစ်ပါဘူး။ရှင်မမကတစ်ခါလေးတော့ဝယ်ဖြစ်တယ်ပေါ့နော်။ဒီလားစားထုတ်ရဲဆိုတော့ပြန်ဝယ်မလားဆိုပြီးဝင်ကြည့်ရပါ။ဒီလေးကိုတော်တော်လေးကိုကြိုက်နေပါတယ်။ခွေတော့ဝိတ်ရှာနေဖြစ်တဲ့ကြောင့်မို့အနစ်ကထက်ဆိုင်တော့ပိန်သွားရပေါ့နော်။ဒီကဒီလိုအချိန်ဆိုလို့ရှိရင်တော်ကြီးကိုဝပါတယ်54 kg လောက်ကိုဖြစ်သွားတယ်။ခုကတော့ဝိတ်ကတော်တော်ကျသွားတယ်ဒီဆိုရင်ကိုနည်းနည်းတော့ကော်ဖီနဲ့လေးရှိလာပေါ့နော်။ဒီကြတော့ဖက်နဲ့မရှိဘူးဆိုပြီးတော့အဲ့ဒီလေးကြည့်ပါတယ်။ဖက်နဲ့တည်းလေအဲ့ဒီမှာစီတော်တော်ရှူရယ်1000ကျော်2000ဝန်းကျင်လောက်ပဲရှိရပေါ့နော်။လေးစီကြည့်လိုက်တာမစိုးတော့မစိုးပါဘူး။1500ဆိုတော့ပေးရစီနေတော့တန်နေပေါ့နော်။ဖက်နဲ့လေးကလည်းချစ်စရာဒီအဖျားလေးလည်းမစိုးလှတယ်ဒါပေမဲ့နည်းနည်းတော့ချစ်တယ်။ရောင်လေးကတော့လိုလေးလည်းမသူချစ်စရာနဲ့။ညာလေးဆိုတော့လည်းဘာနဲ့ဝေလိုက်တယ်ပေါ့နော်။ဂျပန်ကြီးကတော့တော်တော်များများတော့ရှီမမူရာကနေဝေရများပေါ့နော်။အဝတ်စားဆိုလို့ရှိရင်ရှီမမူရာမှာဝေရများတယ်။ဒါကတော့လူငယ်တွေကတော့လူငယ်လေးဝေတော့ဝေအရင်ဝေလူကြီးတွေကပိုဝေရများတယ်ပေါ့နော်။ရှီမမူရာအကြောင်းလေ။နောက်တစ်ခါကျတော့အိမ်သုံးပစ္စည်းတွေဆိုရင်တရားဆိုင်ရနေဝေရတယ်များပါတယ်တရားတယ်ဆိုင်ရနေဝေရများတယ်ပေါ့။ခဏလေးဆိုလို့ရှိရင်လည်းစီးကြည့်လိုက်တဲ့ခါမှာတော့စီးလို့လည်းကောင်းတယ်ပေါ့နော်။ဒါပေမဲ့ဘရန်မဟုတ်တဲ့ဟာဖြစ်တဲ့ကြောင့်တော့နည်းနည်းတော့လက်တီကတော့အရင်တော့ကောင်းမနေဘူးပေါ့ပေါ့ဘာစီးကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်လမ်းမတရားလေးမော်ကြီးပြီးတွေ့လို့မို့အိတ်ထလိုက်တယ်ပြင်တွေ့လို့ရှိရင်အရင်ဟိုပါစနေပါဆိုင်ကမတ်တက်တက်ခရက်တက်ဟုတ်တယ်အရိကတော့